ဘာလို့စက်တိုက်လို့စက်တိုက်မလို့ရင်ဘာမှမလုပ်ရသေးရနဲ့အတူတူပဲမအောင်မြင်သေးတဲ့သူတွေအတွက်ဒီချက်ကအဓိကကျပါတယ်အကယ်၍ကျွန်တော်တို့တော်ထဲမှာမိကျမပါပဲမိမွေးကျင်နေဆိုရင်ကျွန်တော်တို့တုံးလက်ချောင်းကိုအချင်းချင်းပွေရမယ်စက်တိုက်ပေါ့မိမထွက်မချင်းမရရဘူးအဲ့ဒီလိုလုပ်နိုင်မှကျွန်တော်တို့မိမွေးနိုင်လိမ့်မယ်ကျွန်တော်တို့စက်တိုက်မလုပ်ပဲတုံးလက်ချောင်းကိုမိထွက်ခါနီးမှရက်လိုက်မယ်ဆိုရင်ပူနေတဲ့ဒုက္ခဖြည်းဖြည်းနဲ့နှွေးသွားမယ်ပြီးတော့ဖြည်းဖြည်းနဲ့အေးသွားလိမ့်မယ်အဲ့တော့နောက်တစ်ချိန်မိရအောင်ကြိုးစားမယ်ဆိုရင်ကျွန်တော်တို့အစ်နှစ်ချောင်းပြန်ပွေးရတယ်လို့ဖြစ်နေပါလိမ့်မယ်အောင်မြင်မှုအတွက်ကြိုးစားနေကြတဲ့လူတိုင်းကိုအဓိကမှာကျင်တာကအောင်မြင်မှုမရသေးခင်မရလိုက်နဲ့ထက်ခါကြိုးစားပါထက်ခါလို့ထက်ခါလေးလာတင်ယူပါမအောင်မြင်မချင်းမရမနာလို့ရပါမယ်လေရင်တစ်စင်းဟာကောင်းကင်မော်ပြန်တက်ဖို့ဒီလမ်းမော်အချိန်ပြင်းစုံမောင်းနေရပါတယ်အမြင့်ဆုံးကောင်းကင်တနေရာရောက်မှအင်ဂျင်ကိုပုံမှန်အနေထားပြန်ဆောရပါတယ်ကျွန်တော်တို့ဘာပဲစလုံးလို့ကျွန်တော်တို့မရခင်မှာအဆုံးထိရအောင်တတ်နိုင်ဆုံးကြိုးစားရမယ်ဘာကြောင့်လဲဆိုတော့မိရဖို့နည်းနည်းလေးပဲလိုတာတောင်းခဏလေးနားလိုက်ရုံနဲ့နောက်တစ်ချိန်ပြန်ဆိုးကြရင်အစကနေပြန်စရလို့ပါအဲ့ဒီလိုဖြစ်မယ်ဆိုရင်ကုန်သွားတဲ့အချိန်လေးအတွက်နှမျောစရာကောင်းပါတယ်လက်ထက်ရောက်နေတဲ့အောင်မြင်မှုဆိုတဲ့အခွင့်အလမ်းကြီးရှိနေပြီမန်တိုင်လည်းမြင်နေပြီဆက်သွားရင်ရောက်တော့မယ်ဆက်တာသွားရောက်တော့မယ်ဘာလို့ရက်ပြီးမတေချာမြင်ရတဲ့နောက်တစ်ခုကိုအစ်စ်ကပြန်စမယ်ဆိုရင်တော့မလုပ်ပဲအိမ်မှာနေလိုက်တော့ဘာကြောင့်လဲဆိုတော့အဲ့ဒီလောက်စိတ်ဓာတ်နဲ့တင်ဘယ်တော့မှအောင်မြင်မှာမဟုတ်တော့လို့ပါအဆုံးမပေးပါနဲ့အောင်မြင်မှုနည်းနည်းပဲလိုပါတော့တယ်ဖိုက်တင်ပါ